တိုင်းမဲချတိုင်းတငယ်ချင်းတို့နှစ်ယောက်တိုင်းလေးချင်းတယ်ဆိုရဲတိုင်းကိုပဲစိတ်ပါလက်ပါနဲ့လေးချင်းချအခုဟာဘာလုပ်နေကြတာလဲလို့တိုင်းချင်းနေရတာအကနေကြတာဘလို့ပြောလို့ပြောပြရမှာမသိဘူးပြောရင်ကကြည့်ရ first cup ပဲခွေးဆောင်စားတာကြီးအချင်းသူတို့နှစ်ယောက်တည်းတကဘာလုပ်ပြီးချစ်ညူတီနေကြနူးညံ့ညံ့လေးနဲ့ဖြစ်နေလိုက်ကြသူတို့တက်စားရင်စကန်ကပ်ပဲရမှာအလောက်ကပူဖြစ်နေတယ်ခံစားတယ်ဘာမှတော့မဟုတ်ဘူးဒါပေမဲ့တရင်မိုးရောက်နေဘာမှတော့မဟုတ်ဘူးဒါပေမဲ့သူတို့ခကြီးပေါ့နေလို့ပြောလို့ရတယ်ကွာတော့တကယ်တော့လက်တွဲလုံးမချိတ်ပါလို့စကန်ကပ်ပဲပူပြီးခကြီးရောက်တော့ထုံးစံတိုင်းလေခကြီးရောက်တဲ့သူတွေကိုပူချိတ်တာပေါ့လို့အရှိစမင်းသားနဲ့သူ့ရဲ့အစီအကံလေးရတယ်စိုးတော့မစိုးဘူးဖြတ်တော့ကြည့်လို့ကောင်းတယ်သူတို့နှစ်ယောက်ရဲ့ဂျာခံမဆွေးရတယ်မိလိုက်တာဆိုကောင်လေးကလည်းနည်းနည်းလေးချီချူးလိုက်တာနဲ့ပျော့တာနော်မပြောချင်ဘူး裴彦之，云赏楼这事，多亏了有你，要是让他拿。